မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့တွေဘောက်တွေကိုတီတာတွေကိုပိုသေးပိုပါလာကြလို့လောခရက်နဲ့ပေါ်တဲ့ကျော်ကရှေးဦးလူတော်တွေကလည်းသူတို့ရဲ့လက်နဲ့တွေကိုတောက်ဆိုင်လောက်လာခဲ့ကြတာပါအရေးကလူတယောက်မှနဲ့တနိုင်မရမကကြရတဲ့ကြောက်လက်နဲ့ကြီးစားတွေဘာကြောက်ရုတ်တရက်ဓာသွားလို့သေးသေးတော့လက်နဲ့တွေဖြစ်သွားရတာလဲဒါဟာလူတော်တွေပိုတော်လာလို့လားဒါမှမဟုတ်ကဘာကြီးကပြောင်းလဲသွားလို့လားဒီနေ့မှာတော့လက်ဘန်းဒေသမှာရှင်းအောင်တုတ်နေတာပြန်ရှိတဲ့ဆောက်ဖို့သိရှိထားတဲ့ထူးခြားတဲ့အဖြစ်တစ်ခုကိုတင်ဆက်ပေးသွားမှာပါလောခရက်နဲ့ပါလာသားကျော်ကနေနှစ်ပေါင်တစ်သိန်းလောက်ထိအရှေးလက်ပိုင်းဒေသတွေမှာရှေးလူသားတွေကကြောက်လဲနဲ့ကြီးစားတွေကိုပဲတုတ်ခတ်ရတာပါအဲ့ဒီလည်းနဲ့တွေကဘာလို့အဲလားလောက်ကြီးနေရလဲဆိုတော့သူတို့အမဲလဲတဲ့သားကတွေကလည်းဂျိုင်းလို့ခေါ်တဲ့အေယာမာသားတော်ကြီးတွေဖြစ်နေလို့ပါကိုလေးချက်ကီလိုကလည်း1000ကျော်ရှိတဲ့ရှေ့ကြီးတွေကြက်ကြီးတွေကိုအသားပြည့်ဖို့အယိုးတွေရိုက်ခွဲဖို့ဆိုရင်ခိုင်မာပြီးလေးလက်တဲ့လက်နဲ့တွေမရှိမဖြစ်လိုအပ်ပါတယ်ဒါပေမဲ့လောခရက်နဲ့ပေါင်တဲ့သိဝေါ်ချင်းမှာအရာအလုံးအပြာလို့သွားခတ်ပါတယ်ကွာတာနိုင်ဆိုင်ရဲ့လိုဒီယိုဂျန်နဲ့မှာပေါ်ပြချက်အရာအဲ့ဒီချိန်မှာအရာမတတော်အကြီးတွေဟာအဲ့ဒီဒေသကနေရုတ်တရက်ပြောက်ကွယ်သွားခတ်ကြတာပါသူ့တဲ့နာအဖက်ကနေရာပါ40ခန်းနေရာကိုစစ်စစ်ကြည့်တဲ့အခါအကောင်ကြီးကြီးသားတော်တွေရဲ့အယိုးတွေနေသွားတာနဲ့အပြာလေးလက်တဲ့ကြောက်လင်းတဲ့ကြီးစားတွေပါပြောက်ဆွသွားတာကိုတွေးရပါတယ်ဒါဟာတက်ဆိုင်မှုမဟုတ်ပါဘူးစားစရာကရှေ့ကြီးတွေမဟုတ်တော့ပဲပြေးလွှားမြက်ဆက်တဲ့သမီးတွေတောဘွက်တွေလိုအကောင်ငယ်တွေဖြစ်လာတဲ့အခါလူသားတွေဟာဒီဟာပြားပါတော့တယ်1000ကီလိုဂရမ်ရှိတဲ့ရှင်ကိုခုတ်တဲ့ပစေကြီးနဲ့သမီးတကောင်ကိုလိုက်ဖာဖို့ဆိုတာမဖြစ်နိုင်ဘူးလေဒါကြောင့်ပုံမပပနဲ့ပုံမချတဲ့ဓာတ်သားတွေနဲ့အရေခေါ်ခွာတဲ့ကလစ်အသေးစားတွေကိုတီထွေလာခဲ့ကြတာပါအရေကပညာရှင်တွေထည့်ခဲ့ကြတာကလူတွေပုံညာကောင်းလို့ပိုကားတဲ့လက်နဲ့တွေလောက်လာကြတာလို့ပဲထင်ပါတယ်ဒါပေမဲ့အခုသူ့တနာကတော့ပါဝက်ချေကအကောက်ကြီးတွေမရှိတော့လို့ရှက်သားနိုင်အောင်လက်နဲ့တွေကိုသိပေးလိုက်ရတာလို့ဆိုပါတယ်ဆဲဝဲတော်ဘောကောင်းတော့ကတရုတ်နိုင်ငံလိုတခြားဒေသတွေမှာအဲ့ဒီလက်နဲ့ကြီးတွေကလက်ဘက်ဒေသတွေပုံမွေကြကြသုံးဆွဲခတ်ကြတာပါဘာကြောင့်လဲဆိုတော့အဲ့ဒီဒေသတွေမှာအကောက်ကြီးကြီးသားကားတွေကနောက်ထပ်နှစ်ပေါင်မျိုးဆိုအထိအချာရှိနေသေးလို့ပါဒါကိုကြည့်ချင်အောင်ဒီလူသားတွေရဲ့နည်းပညာဟာသူတို့အမိုင်းလိုက်ရမဲ့သားကားရဲ့အရွယ်စားပေါ်မှာပဲမူတည်နေတယ်ဆိုတာထင်ရှားစေပါတယ်အခြေချုပ်ပြောရရင်ရှေးဦးလူသားတွေလက်နဲ့တွေသေးသွားတာဟာခင်းအောင်ကြောက်သွားတာမဟုတ်ပဲပြောင်းလဲလာတဲ့သဘောတရားကြီးတဲ့အညီလိုက်သိနေထိုင်နေခဲ့တာပဲဖြစ်ပါတယ်အကြီးစားတွေပြောက်ကွယ်သွားတဲ့ကဘာမှာအသေးစားတွေနဲ့ရှက်တန်းနဲ့အောင်ကျူးစားခဲ့ကြတာပါအခုကြည့်နေတဲ့ခင်ဗျားတို့ရောဘယ်လိုထင်ပါသလဲလူသားတွေရဲ့တိုးတက်မှုဟာညံရီကြလားဒါမှမဟုတ်အခြေအနေအကြီးချက်တက်လာတာလားကွန်မန့်မှာရှင်းနေတော့ကြပါဦးကျွန်တော် channel မှာယူပပီတာကြောင်းတွေနဲ့2026သိပ္ပံဆောင်ပေါတဲ့တွေကိုအမြဲလို့ပတ်တော့တည်ပြီးတော့တင်ဆက်ပေးနေတဲ့ channel တစ်ခုဖြစ်ပါတယ်ကျွန်တော် channel ကိုသဘောကျရင် like နဲ့ subscribe လုပ်ပြီးဖို့တောင်းဆိုပါတယ်ဗျာအားလုံးပဲနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ရအောင်အားလုံးပဲကျေးဇူးတင်ပါတယ်